အလှပဆိုတာတယောက်နဲ့တယောက်အယူအဆမတူကြဘူးဆိုပေမဲ့အခုကျွန်တော်ပြောပြမဲ့ delay တွေကိုကြားလိုက်ရင်တော့သင်တို့တကယ်ကိုအံ့ဩသွားမှာပါတချို့နေရာတွေမှာလှချင်စောနဲ့နာကျင်မှုကိုအောက်ခံကြသလိုတချို့ကလည်းကျွန်တော်တို့မထင်မှတ်ထားတဲ့အရာတွေကိုအလှပလို့သတ်မှတ်ကြပါတယ်ဒီအကြောင်းအရာလေးကိုမစခင်ကျွန်တော်တို့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးတီးထားဖို့မမေ့နဲ့အောင်နော်ဒါမှနောက်ထပ်ထူးခြားတဲ့အကြောင်းအရာတွေကိုအမြဲကြည့်နိုင်ပါပါကဲအစဉ်သစ်ဖြစ်ရင်စလိုက်ရအောင်ဟိုဒါဗီအမျိုးသားတွေအလှပြင်တဲ့ပွဲပုံမှန်ဆို main ကလေးတွေပဲအလှပြင်တာမြင်ဘူးကြမှာပါဒါပေမဲ့အာဖရိကကဟိုဒါဗီမျိုးနွယ်စုမှာတော့အမျိုးသားတွေကမိတ်ကပ်အလန်းစားတွေကိုလိမ့်ပြီးအလှပြိုင်ကြရပါတယ်အမျိုးသမီးဒိုင်လူကြီးကသဘောကျတဲ့သူရဲ့ပခုံးကိုပုတ်လိုက်ရုံနဲ့အချစ်ဇက်လန်စတင်လိုက်ပြီလို့ဆိုနိုင်ပါတယ်ဗျာလုံဟွန်းမြောင်ဘိုးဘွားသပင်ခေါင်းပေါင်းဒီမျိုးနွယ်စုကအမျိုးသမီးတွေခေါင်းပေါ်မှာစောင်းထားတဲ့6ကီလို73ပေါင်လောက်လေးတဲ့ခေါင်းပေါင်းကြီးဟာဘာနဲ့လှုပ်ထားသလဲဆိုတာသိပါသလားသူတို့ရဲ့ဘိုးဘွားဇင်ဆက်စုဆောင်းလာတဲ့သပင်အစ်စ်တွေနဲ့လှုပ်ထားတာပါရာစုနှစ်ပေါင်းများစွာသပင်တွေကိုအမွေအနှစ်အဖြစ်စောင်းထားကြတာပေါ့ဘိုဒီမျိုးနွယ်စုဘိုက်ပူမှာချောတာစစ်ပတ်ရှိမှချောတယ်လို့ထင်နေရင်တော့အီသီယိုးပီးယားကဘိုဒီလူမျိုးစုတွေကိုတွားကြည့်လိုက်ပါသူတို့စီမှာဘိုက်အပူဆုံးသူကမှသူရဲကောင်းပါဘိုက်ပူလာအောင်6လလုံးလုံးနွားနိုးနဲ့နွားသွေးတွေကိုပဲတောက်ပြီးအားထုတ်ကြရတာပါပထောင်လေဗင်းရှေလေးပို့လှလေကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှိတဲ့ကယန်းပထောင်အမျိုးသမီးတွေပါလေဗင်းမှာခြေခွင်းတွေအဆင့်ဆင့်စွပြီးလေဗင်းရှေအောင်လုပ်ကြပါတယ်လေဗင်းရှေလေးလေးအိမ်ထောင်ဘက်ကောင်းရဖို့အခွင့်အလမ်းပိုများလေးလေးလို့ယုံကြည်ကြပါတယ်အိုဟာဂူရိုတကဘာလုံးသွားဖြူအောင်စူးစမ်းနေချိန်မှာဟိုးအရင်ဂျပန်မှာကတော့သွားနှက်တာပေါ်မှာအဆင့်အတန်းမြင့်တယ်လို့သတ်မှတ်ခဲ့တာပါဒါဟာချမ်းသာကြွယ်ဝမှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်ခဲ့ပူပါတယ်မန်တာဝါအီအင်ဒိုနီးရှားကဒီလူမျိုးစုမှာတော့သွားတွေကိုငမန်းသွားလိုမျိုးစောင့်နဲ့ထုပြီးချွတ်အောင်လုပ်ကြပါတယ်တဲ့ဒါမှလည်းပုံပြီးဆွဲဆောင်မှုရှိတယ်လို့ယူဆကြတာပါနာကျင်မှုကတော့ပြောမနေပါနဲ့တော့ဗျာဟင်ဘာနာဗီယာကဟင်ဘာအမျိုးသမီးတွေဟာလနဲ့ချီပြီးရေမချိုးကြပါဘူးဒါပေမဲ့သူတို့အသားရည်ကတော့အရန်လှပါတယ်အကြောင်းကတော့အနီရောင်ရွှွန့်စိမ့်နဲ့စီတွေကိုတကိုယ်လုံးလိမ့်ကြံထားလို့ပါပဲဒါဟာနေလောင်တန်းကိုလည်းကာကွယ်ပေးပါတယ်မူအီလာဒါကတော့တကယ်ကိုအံ့ဩဖို့ကောင်းပါတယ်အန်ဂိုလာနိုင်ငံကမူအီလာအမျိုးသမီးတွေဟာသူတို့ရဲ့သပင်ကိုနွားချေတစ်ခေါက်နဲ့စီတွေရောဆက်ပြီးထူးထူးခြားခြားပုံဖော်ကြပါတယ်အနက်အတွက်ကတော့စေဘက်ဝင်အပင်တွေထည့်သုံးကြတယ်လို့ဆိုပါတယ်ဇိုအီအဝတ်အစားမဝတ်ကြတဲ့ဒီမျိုးနွယ်စုကအောက်နှခမ်းကိုဖောက်ပြီးတစ်သားချောင်းတက်ထားတာကိုမှလှတယ်လို့ယူဆကြပါတယ်တစ်သားချောင်းတက်ထားတဲ့အောက်နှခမ်းတွဲကျနေတာကိုအလှပတရားတစ်ခုအဖြစ်ဂုဏ်ယူကြပါတယ်ဘရော့ပါဒီဒေတာခံတွေကတော့ယောက်ျားမိန်းမမရွေးခေါင်းပေါ်မှာတဘာဝပန်းပွင့်လေးတွေကိုနေ့စဉ်ပန်းစင်ထားကြပါတယ်လှုပ်တဲ့အခါဖြစ်ဖြစ်အိမ်မှုကိစ္စလှုပ်တဲ့အခါဖြစ်ဖြစ်အမြဲတမ်းပန်းတွေနဲ့အလှဆင်ထားတတ်ကြပါတယ်ကဲအခုပြောပြပေးတဲ့အချက်တွေထဲမှာသင်ဘယ်အချက်ကိုအံ့ဩမှုအဖြစ်ဆုံးလဲဆိုတာပြောပြပေးသွားပါဦးနောက်ပြီးဘယ် delay ကိုတော့ဖြစ်လုံးဝမစမ်းကြည့်ချင်ဘူးလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနော်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့မမေ့နဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲ bye bye